အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့အာဟက်မင်းရဲ့သား80ကိုတက်ပြီးတော့ဘာလာဝိပြုတ်မှုကိုပြည်တော်ကနေဖယ်ရှားပေးလိုက်တဲ့သူကဘယ်သူလဲဆိုတာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာရေစားရေလာမြို့နန်းတော်နားမှာရှိတဲ့နာဘုတ်ရဲ့စပစ်ချံကိုအာဟက်မင်းကကြည့်နေပါတယ်အာဟက်ဟာအဲ့ဒီချံကိုလိုချင်လို့နာဘုတ်စီကနေတောင်းဝယ်ပါတယ်ဒါပေမဲ့နာဘုတ်ဟာအမွေရတဲ့မြေကိုမရောင်းရဘူးဆိုတဲ့ထာဝရဘုရားရဲ့ပြည့်ညက်ကိုနာခံပြီးမရောင်းပါဘူးနာဘုတ်လျှောက်တဲ့စကားကြောင့်စိတ်ညှိုးငယ်သွားပြီးတော့အစာလည်းမစားတော့ပဲအိပ်ရတယ်မှာပဲအိပ်နေပါတော့တယ်ဒါနဲ့ရေစားပေလာကသူ့ရဲ့ခင်ပွန်းဘာလို့ဒီလိုဖြစ်နေရလဲဆိုပြီးတော့မေးပါတယ်ဒါနဲ့ဖြစ်စဉ်အကြောင်းစုံကိုအာဟက်မင်းကလည်းပြောပြလိုက်ပါတယ်အာဟက်မင်းရဲ့မိဖုရားရေစားပေလာကကိုရောဟာဣသရေလနိုင်ငံရဲ့ဘုရင်ပဲလိုချင်တာအားလုံးရရမှာပေါ့အဲ့ဒီချံကိုကျမယူပြီးစက်တာပါမယ်ဆိုပြီးပြောလိုက်ပါတယ်ပြီးတော့မြို့အရာရှိတွေစီစာရေးလိုက်ပါတယ်စာထဲမှာနာဘုတ်ဟာဘုရားသခင်နဲ့ရှင်ဘုရင်ကိုစွန့်ပစ်တဲ့သူလို့မဟုတ်မမှန်ဆွဆွဲခိုင်းပြီးကြောက်ခဲနဲ့ပေါက်သက်စေဆိုပြီးရေးထားပါတယ်ရေစားပေလာပြောတဲ့အတိုင်းမြို့အရာရှိတွေလည်းလှုပ်လိုက်ကြပါတယ်အဲဒီနောက်ရေစားပေလာကအာဟက်ကိုနာဘုတ်တည်သွားပြီးစပစ်ချံကိုသွားသိမ်းပါလို့ပြောပါတယ်ရေစားပေလာတက်ခဲ့တဲ့အပြစ်မရှိတဲ့သူတွေထဲမှာနာဘုတ်တယောက်တည်းပဲမဟုတ်ပါဘူးထာဝရဘုရားကိုချစ်တဲ့လူတော်တော်များများကိုလည်းသူတတ်ခဲ့ပါတယ်ရုပ်တုတွေကိုကိုးကွယ်ပြီးမကောင်းတာတွေလည်းလုပ်ပါတယ်အာဟက်တည်သွားပြီးတဲ့နောက်မှာသူ့ရဲ့သားယောယန်ဟာဘုရင်ဖြစ်လာပါတယ်ထာဝရဘုရားကရေစားပေလာနဲ့သူ့မိသားစုကိုအပြစ်ပေးဖို့ယေဟုကိုဆေလွတ်လိုက်ပါတယ်ယေဟုကရေစားပေလာနေတဲ့ရေစားရေလာမြို့ကိုမြင်းရထားစီးပြီးလူအလုံးရင်းနဲ့ရောက်လာပါတယ်ဒါနဲ့ယောယန်ကမြို့ရဲ့မျှော်စင်ပေါ်ကနေမြင်တော့ငြိမ်သက်ခြင်းရှိသလားဆိုပြီးနှုတ်ဆက်ဖို့မြင်းစင်းသူရဲ့တရားကိုဆေလွတ်လိုက်ပါတယ်ဟိုရောက်တော့မြင်းစင်းသူရဲ့ကငြိမ်သက်ခြင်းရှိသလားလို့အရှင်ဘုရင်ကနှုတ်ဆက်ခိုင်းတယ်လို့ပြောတော့ယေဟုကမင်းနဲ့ငြိမ်သက်ခြင်းနဲ့ဘလို့ဆိုင်လို့လဲငါနောက်သူလိုက်လို့ဆိုပြီးတော့ပြောလိုက်ပါတယ်မြင်းစည်းသူရဲ့ပြန်မလာတာနဲ့အရှင်ဘုရင်ကနောက်ထပ်မြင်းစည်းသူရဲ့တရားကိုထက်လွတ်လိုက်ပြန်ပါတယ်ဒီတရားလည်းပထမတရားလိုပဲပြန်မလာပါဘူးဒါနဲ့ယောယန်မင်းလဲမြင်းရထားကိုပြင်ခိုင်းပြီးယူဒဘုရင်အာခဇိနဲ့အတူတူစီးပြီးတော့ယေဟုကိုတွားကြိုပါတယ်ယေဟုနဲ့တွေ့တော့ငြိမ်သက်ခြင်းရှိသလားလို့နှုတ်ဆက်တော့ယေဟုကမင်းကြီးရဲ့မဲတော်ရေစားပေလာကအရမမေထုံအမှုမကောင်းတာတွေလုပ်နေတဲ့ဘလို့အေးစိနိုင်မှာလဲလို့ဖြေရတယ်ဒါနဲ့ယောယန်ကဒါဟာပုံကံမှုပဲဆိုတာသိပြီးတော့သူ့ရဲ့မြင်းရထားနဲ့ထွက်ပြေးဖို့ကြိုးစားတဲ့အခါယေဟုရဲ့မြားမှန်ပြီးတော့မြင်းရထားပေါ်မှာပဲလဲကျတည်ဆုံးသွားပါတယ်အဲ့ဒီနောက်ယေဟုကရေစားပေလာရှိတဲ့နန်းတော်စီရောက်လာပါတယ်ယေဟုလာနေကြောင်းကိုရေစားပေလာကြားတော့အလှပြင်ပြီးတော့ပြတင်းပေါက်ကနေစောင့်ကြည့်နေပါတယ်ယေဟုတဲ့ရောက်ရောရိုင်းဆန်းဆန်းနှုတ်ဆက်လိုက်ပါတယ်ဒါနဲ့ယေဟုကငါ့ဘက်မှာဘသူရက်တည်မလဲလို့ပြောပြီးရေစားပေလာဘေးနားမှာရက်နေတဲ့အရာရှိတွေကိုသူ့ကိုတွန်းချလိုက်လို့အော်ပြောလိုက်ပါတယ်ဒါနဲ့သူတို့ကလည်းရေစားပေလာကိုပြတင်းပေါက်ကနေတွန်းချလိုက်တော့သူကြပြီးတေဆုံးသွားပါတယ်အဲ့ဒီနောက်မှာယေဟုဟာအာဟက်ရဲ့သား80ကိုတက်ပြီးတော့ဘာလာဝုပြုမှုကိုပြည်တော်ကနေဖယ်ရှားလိုက်ပါတော့တယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ